ရှေ့က video နံပါတ်8ကို30မှာကျွန်တော်ဒီ DC motor ရဲ့ transfer function ကိုမက်လက်မှာ simulate လုပ်ဖို့အတွက် second order system ကိုသုံးခဲ့တယ်။ကျွန်တော် second order system ဆိုပြီးတော့လည်းအချိန်ချင်းပြောခဲ့တယ်။ပြီးတော့ second order system နဲ့ထည့်ပြီးတော့ second order system နဲ့မှထည့်ပြီးတော့ okay ဒါဆိုရင် second order system ဒါမှမဟုတ်ရင် order system ဆိုတာဘာလဲ။ order system တွေကတော့အများကြီးရှိတယ်ဗျာ။ first order, second order, third order, fourth order စသဖြင့်။ first order အကြောင်းကိုစပြောရအောင်။ first order system မှာဥပမာအဖြစ် temperature control temperature ရဲ့သဘောတရားကကျွန်တော်ဖြည်းဖြည်းချင်းမှတက်လာတယ်။ monitor မှာလိုမျိုးဝူးနဲ့ခုန်တက်သွားတာမျိုးမဟုတ်ဘဲနဲ့ဖြည်းဖြည်းချင်း31 32 33 34ဖြည်းဖြည်းချင်းတက်လာတဲ့သဘောမှရှိတယ်။ကျွန်တော်တို့ first order system ရဲ့ behavior က system response နှိမ့်မယ် oscillation မရှိဘူး overshoot မဖြစ်နိုင်ဘူး overshoot ဖြစ်လို့ရှိရင်လည်းတစ်ခါလောက်ဖြစ်ပြီးတော့ပြန်ငြိမ်သွားလို့ရှိတယ်ပြီးသွားရင်ကျွန်တော်တို့ output မှာ simulate ထွက်လာတဲ့ဒီ curve G ကအရင်က smooth ဖြစ်တယ် energy တစ်ခုရှိပြီးတော့ system response နေရဆိုရင်ကျွန်တော် first order system ကိုအသုံးပြုလို့ရှိကြတယ်ကျွန်တော်ရဲ့နောက်ထပ်ဒီရှေ့အများဝယ်ပေးမယ်ဒီ Arduino နဲ့ PID learning video တွေမှာကျွန်တော် temperature control project ကိုလည်းထည့်ထားပေးတယ်ဒီ first order system ကိုအသုံးပြုပြီးတော့ကျွန်တော်လုပ်ပြသွားမယ်first order system မှာအသုံးပြုမဲ့ transfer function ရဲ့ဒီ standard transfer function က g of s equal to k by tau s plus 1 second order system DC motor ကို second order system သုံးပြီးတော့ကျွန်တော်ဒီအရှိရဗီဒီယိုတွေမှာလုပ်ပြခဲ့တယ်DC motor မှာဆိုရင် energy storage ကနှစ်ခုရှိတယ်electrical ဘိုင်းနဲ့ mechanical ဘိုင်းdynamics ကနှစ်ခုဖြစ်နေတာကြောင့်ကျွန်တော်တို့က second order system ကိုသုံးပြီးတော့ဖြည့်ရှင်းရတယ်သူ့ရဲ့ behavior က response ကောင်းတယ် oscillation ဖြစ်နိုင်တယ် overshoot တွေဖြစ်နိုင်တယ် damage control လုပ်ရတယ်တခါတလေကြောက်လို့ရှိရင်ဒီ demo ကDC motor မှာဒီ electrical အပိုင်း inductance ကတန်ဖိုးအရန်ငယ်တာမျိုးတွေဖြစ်တယ်ဥပမာပြတန်ဖိုးက 0.0005 တို့ 0.0012 တို့အဲ့လိုမျိုးအရန်ငယ်လို့ရှိရင်ကျွန်တော်တို့က L ကိုneglect လုပ်လိုက်ပြောချင်တာက electrical ဘိုင်းကိုမသုံးတော့ mechanical ဘိုင်းတစ်ခုတည်းပဲရှိတဲ့အတွက်ကြောင့် energy storage ကတစ်ခုတည်းဖြစ်လာတဲ့အတွက်ကျွန်တော် first order system ကိုသုံးပြီးတော့ဒီ DC motor ကိုအသုံးပြုကြတယ်ကျွန်တော်နာမည်ကြီးစာအုပ်တော့ဖြစ်တယ်အခုလက်ရှိ engineer တက်လို့တွေမှာသင်ကြားနေတဲ့ဒီ modern control system စာအုပ်မှာလည်းပဲ DC motor ကိုအတန်မှုအရန်ငယ်တာမလို့ neglect လုပ်ပြီးတော့ first order system နဲ့ပဲဖြည့်ရှင်းတဲ့ဥစ္စာတွေအများကြီးပါ DC motor ရဲ့ဒီ standard transfer function က g of s equal to k by as square plus bs plus c ကျွန်တော်ရဲ့ဒီ PID ကို Arduino နဲ့လေ့လာတဲ့သင်ခန်းစာတွေမှာတော့ first order နဲ့ second order system နှစ်ခုကိုပဲကျွန်တော်အသုံးပြုပြီးတော့ရှင်းပြပေးတော့ So see you next video